မင်္ဂလာပါလျန် Academy Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီခန်းစာမှာတော့ကျွန်တော်ဒီ QR code ပေါ့နော်ဒီ QR code ကိုဘယ်လိုရေးဆွဲမလဲပေါ့နော်ဘယ်လိုရေးဆွဲမလဲသူ့ကိုကျွန်တော်တို့အသုံးပြုပြီးတော့မှဘာတွေကိုရိုက်ထည့်နိုင်တယ်လဲဆိုတော့အကြောင်းလေးကိုပြောပြရင်းနဲ့လုပ်ပြသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ QR code ကိုတော့ InDesign ထဲမှာလုပ်ပြီးတော့မှပေါ့နော်သူ့ကိုကျွန်တော်တို့ဘယ်လိုရေးဆွဲတယ်လဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံးဒီ Adobe InDesign 2020ကိုဖွင့်လိုက်ကြရအောင်နော်အဲ့ဒါဖွင့်လိုက်ရင်ဆိုတော့ဒီမှာကြာလာတဲ့ဒီကောင်လေးကတော့ A4 ယူထားပါ A4 ယူထားတာပေါ့နော်ဆိုအရင်ဆုံးသူ့ကိုကျွန်တော်တို့ဖန်တီးမယ်ဆိုရင်ဒီ object ကိုသွားမယ် object ကနေဒီ generate QR code ပေါ့နော်generate QR code ဆိုတာရှိတယ်သူ့တစ်ချက်လောက်နှိပ်လိုက်ပါမယ်သူ့တစ်ချက်လောက်နှိပ်လိုက်ရင်ဒီမှာ generate QR code ဆိုတဲ့ဒီ dialog box တစ်ခုကြာလာမှာပေါ့နော်အဲဒီထဲမှာဒီ content ဆိုတာရှိမယ်ဒီ color ဆိုတာရှိမယ်ဒီ content ဆိုတာကျတော့ကျွန်တော်တို့ဒီ QR code မှာပေါ်မယ်အကြောင်းအရာတွေဒါမှမဟုတ် QR code မှာချိတ်ဆက်မဲ့ content တွေကိုဒီ content ထဲမှာကျွန်တော်တို့ရွေးလို့ရတယ်။ color မှာတော့ကျွန်တော်တို့ရဲ့ QR code ကိုအကြောင်းဘယ်လိုပေးမလဲဆိုတဲ့အပိုင်းတွေပေါ့နော်။ so content ကနေစမယ်ဒီ tab ဆိုတဲ့နေရာမှာပေါ့နော်။ tab ဆိုတဲ့နေရာမှာမျိုးအစားကကျွန်တော်တို့၅မျိုးရှိပါတယ်။အရင်ဆုံးဒီ web hyperlink ဆိုတာလေးပေါ့နော်။ web hyperlink ဆိုတာကြတော့ဒီကျွန်တော်တို့ QR code မှာ website link တစ်ခုခုကိုထည့်မှာပေါ့နော်။ကျွန်တော်တို့ဒီ website ရဲ့URL လို့ခေါ်တဲ့ဒီ link ပေါ့နော် address တစ်ခုကိုရိုက်ထည့်လိုက်ရင်ကျွန်တော်တို့ scan ဖတ်လိုက်တဲ့အခါမှာအဲဒီ website ထဲမှာတန်ပြီးမှရောက်မှာပေါ့နော်ဆိုတော့တဘောအဖြစ်ကျွန်တော် Google ကိုရိုက်ထည့်လိုက်မယ်တဘောဥပမာအနေနဲ့ပေါ့နော် www.google.com ပေါ့နော် google.com ဆိုတာလေးရိုက်ထည့်မယ်သူက hyperlink ကိုအမျိုးအစားပြင်ဒီမှာကျွန်တော် color ကိုတော့ကိုကြိုက်တာတခုခုရွေးမယ်ကျွန်တော်ဒီအပြရောင်လေးရွေးချယ်အောင်နော်အနည်းရောင်ဆိုလဲရတယ်နော်အပြရောင်လေးရွေးချယ်ရအောင်ပြီးပြီဆိုရင် okay လေးနှိပ်လိုက်ပါအဲ့ဒါဆိုရင်ဒီလိုမျိုးပေါ်လာပြီဆိုရင်ကို position တဲ့နေရာမှာတစ်ချက် left click ဖြီးလိုက်ပါပြီးရင်သူဆွဲလိုက်ကိုလိုတဲ့အနေရာထားပေါ့နော်ပြီးမှဒီမှာသူ site ကြီးတာတေးတာတွေလုပ်လို့ရပါတယ် control shift alt ဖြီးပြီးတော့မှဒီတောက်ကနေဒီလိုဆွဲရင်ကြီးမယ်အတွင်းဘက်ကိုဆွဲလိုက်ရင်တေးသွားမယ်ပေါ့နော်ကိုကျတဲ့ပုံစံလေးပေါ့နော်လုပ်လို့ရတယ်ဟုတ်ပြီသူကျွန်တော် scan ဖတ်ကြည့်ပါမယ်ဖုန်းနဲ့ scan ဖတ်ကြည့်မယ်နော်ကျွန်တော်ဒီနေရာမှာ QR barcode ဆိုတာလေးပါနော် scan ဖတ်တဲ့အရှိပါတယ်သူတစ်ချက်လောက်နှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင်ဒီမှာ scan ဖတ်ကြည့်မယ် okay ဒီမှာအဲ့ဒါဆိုရင်ဒီ www.google.com ဆိုပြီးရောက်လာတယ်ပါနော်သူ open browser ပေါ့နော် browser မှာဖွင့်မလားဆိုပြီးမေးသေးတယ်ဒါကကျွန်တော်တို့ဒါဆိုရင် Google ထဲကိုရောက်သွားပြီပါနော်ဒါဆိုရင် Google ထဲကိုရောက်သွားပြီဒါရဲ့သဘောတရားကတော့ကျွန်တော်တို့တချို့ scan ဖတ်တဲ့ဒီ software တွေမှာဆိုရင်တိုက်ရိုက်သွားတယ်เนาะသူကတော့ဒီ scan ကျွန်တော်တုံးပြတဲ့ software ကတော့တစ်စစ်မေးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒါလေးကိုပြန်ဖြတ်လိုက်ပါမယ်နောက်တစ်စင်းကိုတွားလိုက်ပါမယ်နောက်တစ်စင်းကကျွန်တော်ဒီထဲကိုပဲတွားပါမယ်နောက်တစ်စင်းကဘာလဲဆိုတော့ဒီplain text ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ရိုးရိုးစာပဲပေါ့နော်ကျွန်တော်ဆိုရင်ဒါလိုက် Academy so IT BOCATIONL training school ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ contact ပေါ့နော် contact for တော့ကိုလေးရ5379တက်ပေါ့နော်အဲ့လိုဒီစာလေးရေးကြည့်မယ်ဒီတစ်ခါကျွန်တော်ကဒီပါရောင်လေးရွေးလိုက်ပါမယ်ပြီးဒီ content ကိုတွားမယ်ဒါစစ်ပြီးပြီဆိုရင် okay နေလိုက်ပါမယ်ပြီးရင်သူ့တစ်ချက်လောက်ဆွဲလိုက်ပါကိုလိုတဲ့နေရာမှာတွားထားလို့ရပါတယ်เนาะဟုတ်ပြီသူ့ကျွန်တော် scan ပြန်ဖတ်ပြပါမယ်သူ့ကျွန်တော်တို့ scan ပြန်ဖတ်ပြရအောင်ဟုတ်ပြီဒီမှာ QR code QRN barcode ပေါ့နော်သူတစ်ချက်လောက်နေမယ်ဒါလေးထွက်ရအောင်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာစာလေးပေါ်လာပြီနော်သူရဲ့ဒီကျွန်တော်ခုနရေးလိုက်တဲ့စာလေးပေါ်လာပါပြီ
ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒါလေးပြန်ဖြတ်လိုက်ပါမယ်နောက်တစ်ခုကိုကျွန်တော်တို့ထပ်ဆွဲလိုက်ရအောင် QR code ကိုယူမယ်အခုတစ်ခုတစ်ခေါက်ကျတော့ကျွန်တော်တို့ text message ပေါ့နော်ဒီနေရာမှာကျတော့ကျွန်တော်တို့ဒီဖုန်းနံပါတ်ရေးမယ်ဒါကကျွန်တော်ဖုန်းနံပါတ်ပေါ့နော်39945039ပေါ့နော်ဆိုတော့ဒါကျွန်တော်ဖုန်းကနေဒီ scan ဖတ်လိုက်တဲ့လူရဲ့ဖုန်းထဲကိုကျွန်တော် message ပို့မှာပေါ့နော်ဆိုတော့ဒါဒါလေးကျွန်တော်ရိုက်ထည့်လိုက်မယ်ကာလာကတော့ကျွန်တော်အနေအောင်ပေးလိုက်မယ်โอเคနေလိုက်မယ်ဒီညမှာတစ်ချက်လောက်ဆွဲကြည့်ရအောင်ဟုတ်ပြီသူကျွန်တော်တို့ scan ဖတ်ကြည့်ရအောင်နော်โอเคအဲ့ဒါဆိုရင်ဒီမှာကျွန်တော်ဒီပုံစံလေးလာပါပြီကျွန်တော်ဖုန်းနံပါတ်နဲ့ contact ကတော့ကျွန်တော်သူ့ပြောစီစဉ်တဲ့အကြောင်းအရာလေးပေါ့နော်ဒီလိုမျိုးကျွန်တော် scan ဖတ်လိုက်ရင်ရောက်သွားတယ်ပြင်သူကကျွန်တော်ပြန်ပို့ချင်တယ်ဆိုရင်ဒီ send SMS ဆိုတာလေးနှိပ်လိုက်ရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ထဲကိုသူကစာရေးတွားရေးလို့ရတယ်ပေါ့နော်သူကတရားမျိုးလေးတွေတွားရေးလို့ရတယ်ကျွန်တော်ဖုန်းနံပါတ်ထဲကိုပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်ဟုတ်ပြီနောက်တစ်ခုတွားစီရအောင်နော်နောက်တစ်ခုတွားရအောင်ဒါလေးပြန်ဖြတ်လိုက်ပါမယ်နောက်တစ်ခုကကျွန်တော်ပါလဲဆိုတော့ generate code မဟုတ်တော့ဟိုက email ပေါ့နော် email ဆိုရင်ဒီမှာကျွန်တော် email ပေါ့နော် limp847@gmail.com ပေါ့နော်အဲ့မှာ subject ဆိုရင်ဒီမှာခေါင်းစဉ်ကိုရေးမယ်တဘောကတော့ကျွန်တော်တို့ဒီ scan ဖတ်လိုက်တဲ့လူတွေကဒီကျွန်တော်ရဲ့ email address ကို automatic နဲ့သူရဲ့ပေးပို့မဲ့သူဆိုတဲ့နေရာမှာရောက်မှာဖြစ်ပြီးတော့မှသူတို့ကရေးပို့စေချင်တဲ့စာတွေကိုကျွန်တော်တို့ကိုဒီမှာချက်ချင်းတန်းပို့လို့ရအောင် email ထဲမှာတန်းရောက်မယ်ဆိုမဲ့သဘောပေါ့နော်ဟုတ်ပြီကျွန်တော်ကာလာပါလဲကျွန်တော်ဒီတကအနီရောင်လေးထည့်စီအောင်နော်ကိုယ်ပြတော့အောင်ဆိုတော့ဒီမှာသူတို့ဖြည့်ဖို့ကျွန်တော်ခြံထားလိုက်ပါမယ် okay ပေးလိုက်ပါမယ်သူ့ကိုကျွန်တော်ဆွဲလိုက်ပါတယ်ဟုတ်ပြီနောက်တစ်ခေါက်ကျွန်တော် scan လေးဖတ်ကြည့်ရအောင်နော်ဟုတ်ပြီ scan ဖတ်ရအောင်နော်Okay scan ဖတ်လိုက်တယ်သူကဒါဆိုရင် true ဆိုပြီးတော့မှ link ပြီးကျွန်တော်ရဲ့ email ရောက်တယ်အဲ့မှာ send email ဆိုတာလေးနှိပ်လိုက်ရင်သူကကျွန်တော်ကို email လေးတွေတန်းပို့လို့ရတယ်ပေါ့နော်ကျွန်တော်ကို email လေးတွေတန်းပို့လို့ရပါတယ်အဲ့လိုမျိုးလဲလုပ်လို့ရတယ်လို့ကျွန်တော်တို့ကသူ့ပို့စီချင်တဲ့ဒီ message တွေကိုလည်းကျွန်တော်တို့တွားရေးလို့ရတယ်ပေါ့နော်သူကအတုံးပြုတ်ပုံနဲ့သူတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်နောက်တစ်ခုဆက်ကြည့်ရအောင်ကျွန်တော် generate QR code ကိုတွားမယ်ခုနောက်ဆုံးကကျတော့ဒီ business card ပေါ့နော် business card ဒီနေရာမှာကိုယ့်ရဲ့လိပ်စာလေးတွေဖြည့်တော့ဖို့ပါကျွန်တော်ဖြည့်တော့ပါမယ် LIANZPIP title နေရာမှာကျတော့ကျွန်တော် CEO and MSTL master TRI and trainer ပေါ့နော်ကျွန်တော်ရဲ့ cell phone number ဆိုရင်ဒီတုံးရကို453တက်ပေါ့နော်နောက်တစ်ခုလည်းဒါပဲတုံးရကို453တက်ပေါ့နော်အဲ့မှာ email က ryan.pp847@gmail.com အဲ့မှာ www.fscfacebook.com/lmp အဲ့လိုပဲရှိအောင်နော်ကျွန်တော် organization ကျွန်တော် lien SCD ရဲ့မွေး academy ပေါ့နော် address ကတော့ဒါဒီတပ်ကိုဒီဒါကလေးမျိုးပေါ့နော် city ကျတော့ကလေးမျိုး state ကတော့ဒါ SSCAINC စကိုင်း state ပေါ့နော် postcode ဆိုတာရှိတယ်ကျွန်တော်ဒီမှာမရေးတော့ပါဘူးဒီမှာ055လောက်ရေးလိုက်မယ်နော် country ကျတော့မြန်မာကာလာကျတော့ကျွန်တော်အနေအောင်ပေးပါမယ် okay နေလိုက်ပါမယ်ပြီးရင်သူကျွန်တော်ရေးလိုက်ပါတယ်ဟုတ်ပြီသူလည်းကျွန်တော်တို့ scan ဖတ်ကြည့်ရအောင်နော်ကျွန်တော်တို့ scan ဖတ်ကြည့်ရအောင်ဟုတ်ပြီ scan ဖတ်လိုက်ရင်အခုလုံးမပေါ်ပါတယ်အခုကျွန်တော်ဖြည့်တဲ့အတိုင်းပါနော်ကျွန်တော်တို့ရဲ့ဒီခုနဖြည့်လိုက်တဲ့အချက်လက်လေးတွေ data လေးတွေကအချက်လက်လေးတွေဒီ
ဒီမှာတော့ဒီလိုမျိုးပြပေးတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ add to contact တွေလုပ်လို့ရတယ် call လုပ်လို့ရတယ် send email တွေပါတန်းပို့လို့ရတယ်ပေါ့နော်ပြီးရင် show on map ဆိုပြီး map မှာလည်းတခါတည်းတန်းရှာလို့ရတယ်ပေါ့နော်ဆိုတော့အခုဟုတ်ပြီအခုထိကျွန်တော်ပြောပြတော့တာကဒီ QR code ကိုရေးဆွဲပုံရေးဆွဲနေပေါ့နော်သူ့အထက်မှာ content တွေဘယ်လိုဖန်တီးလို့ရတယ်လဲဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ကျွန်တော်အသုံးပြုတဲ့ဒီ software ကတော့ Adobe InDesign 2020ဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ကုစိတ်ထဲလုပ်လို့ရတယ်လိပ်စာကတင်မှာလည်းကျွန်တော်တို့တုံလို့ရတယ်ပြီးရင်ဒီ business ကတည်းပြီးရင်ဒီ company profile တွေပြီးရင်လိပ်စာတွေမှာပေါ့နော်အပြည့်စုံမရေးပဲနဲ့ဒီလိုမျိုးအတူချုံအပြည့်ကျွန်တော်တို့ရေးတွက်လို့ရပါတယ်ဟုတ်ပြီအခုလိုမျိုးဒီကျွန်တော်ရဲ့ video ကိုဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဒီ video ကိုကြိုက်နေတက်တယ်ဆိုရင် like and share လေးလုပ်ပြီးတော့မှကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ